တော့မှဒီနေ့ကတော့ဘိုင်မော်လည်းရောက်နေပါတယ်မော်လည်းရောက်နေပေါ့နော်ခုကဘိုင်မော်လည်းနော်ကဲပါတယ်မနေ့တုန်းကရောက်တယ်မနေ့တုန်းကမော်လည်းရောက်တယ်အကြောင်းမနေ့တော့ပြီးပြန်တင်ပြလိုက်ဒီနေ့တက်နေပါမယ်အရင်ဆုံးအိမ်နိုင်ဒီအခါတော့တော့ရောက်အိတ်3ခန်းတော့ဖူထားရပေါ့နော်ဒါတို့အခန်းတော့မဟုတ်ပါဘူးတို့ဖွာခန်းပါကဲဒါလေးကကတင်တလုံးနှလုံးစောလို့ရှိရင်သူ့မှာဆိုရှင်မီးအိမ်လည်းပါတယ်မကြည့်မီးခလုတ်တွေအကုန်လုံးပါတယ်မကြည့်အဲ့လိုပိတ်လို့ရတယ်ဖွင့်လို့ရတယ်ဥပမာလည်းမီးအိမ်လေးကပါပြီးသားတိတက်ပေါ့နော်ကဲမီးခလုတ်တွေလည်းပါသူဆိုရင်နော်အိမ်နိုင်ချိုးခန်းတော့ကြည့်ပါနော်ကဲဒါတော့အိမ်နိုင်ချိုးခန်းပါအလီကအိမ်နိုင်ချိုးခန်းလေးပါဒါကကောက်လာမယ်ကောက်လာမယ်ဒီမှာဆိုလို့ရှိရင်အိမ်နိုင်ချိုးခန်းမှာလို့ရှိရင်အကောရှင်းဖို့ရှိအေးလည်းပါပြီးသားဒါပေးစသူပေးတဲ့ဟာရတော့တော့တိုင်စီဘီးလည်းပါပြီးသားဘီးတွေလည်းပေးတယ်ပေါ့နော်ဒါတော့ပါတယ်ဒါပါရပါတယ်ဒါကြောင့်ရှိခွတ်ပလုတ်တူပါကျင်းမယ်နိုင်ငံခြားသားရဆိုရှင်ပေါ့နော်ကျင်းတဲ့ဟာဒါပါလဲတော့မသိပါဘူးဒီမှာဒါတော့အင်္ဂါပေါ့နော်သမင်းစားနေတဲ့သူတွေတော့တော့ကြည့်ပါနဲ့ရှင်ရပါပြီဒါအင်္ဂါယူကလေးရပြီးပါပြီနော်တို့ရှင်သူ့မှာဘာအဆက်ဆက်လေးပါလဲဆိုတော့ကြည့်မယ်အရင်ဆုံးမကြည့်မီးတော့ဖြစ်တယ်ကွာပတိကားလည်းသူ့မှာပါပြီးသားအခုဒီမှာမီးကိုစမ်းပြမယ်ဒီအင်္ဂါချိုးကမ်းမီးကိုစမ်းပြမယ်ကြည့်တာနော်对啦，米一箱，对啦，米一箱都没花，再点咯，米一箱冬油了，白头。哪库么子？好了，对，米一下了哦，滴答么咯？哎，下面多边股，多边啊？来看，涨，他 A 级公路把一大把鞋。အင်ဂျီအကုန်လုံးပါတာဆိုတော့ဒါတော့အင်ဂျီထားတဲ့နေရာလေးပေါ့နော်ထီးရလဲသူတို့ပေးထားရပေါ့နော်အင်ဂျီကဘယ်ပြောမလဲမိုးဝေးပါရလို့ရှိရင်တော့ပြော့တက်ချိတ်တာယူရလို့မရဘူးဒီမှာအကနေလဲကြိုက်ပါပါတယ်ကနေကြိုက်ပါပါတယ်မရှိခဲတက်တာလည်းအကုန်ပါပြီးသားဒီတဲ့ဟာတော့ free မရဘူးပေါ့နော်ဒါဝယ်တော့မဖလို့ရှိရင်ပြရပါမယ်မချိုးရေးwith orange juice ပါမယ် Coca-Cola ပါမယ်ဒါရှိခဲ့ဟိဒါပါလေဟုတ်တယ်လားဘာလို့လဲသူက tissue လည်းပေးတယ်ဒီမှာပါ tissue ပေါ့နော်ဒီနေ့မနက်ပဲအခါလာတန့်ရှင်းပါအခုဆိုတော့ပွားပါပြီဟုတ်ပါဒါရှင်နေအိုးလည်းပါပြီးသားလို့ရှင်သူက coffee လည်းတိုက်တယ် coffee က free တိုက်တာမကြည့် coffeeခွက်လေးလည်းခေါ်လို့ပါတယ်ဒီမှာချော်တောက်ပွားတယ်မသိဘူးဒါတော့ခွက်လေးရဒီလိုတူအိမ်လေးပေါ့နော်မနေ့ကညာတော့တောက်လိုက်တာဒါရှေးဘူးကကြောက်သူက free တိုက်တယ်ဟိုရဲ့ရှေးဘူးအကြီးကြောက် free မတိုက်ဘူးပေါ့နော်ဒါလေးရလားဒါလေးရကြတော့ပေါ့နော်စီလုံးလေးကတ်ထားပါတယ်ဒါကတော့ free လည်းမကြွေးပါဘူးဒါကိုဝယ်စားရတာပေါ့နော်စိမ်းထုံးလေးကတ်ထားပါလို့လိုတယ်ဆိုလို့ရှိရင်3500တာပေါ့စေကြည့်3500တော့မရှင်ကောင်းပါတော့ဟိုတယ်ကပါတဲဘူးတမရဟိုတယ်တွေမှာဒီဟိုတယ်ကောင်းမှုဆုံးပဲကွာဟောအရှင်ကလည်းကိုဖန်ဖြစ်တယ်ပြီးလို့ရှိရင်အခါလည်းတက်ကွာရစရီပြောပါလို့ရှိရင်ဟောမန် TV လည်းပါပြီးသားမှန်လည်းပါပြီးသားပေါ့နော်ဒါမှန်လေးပါမှန်နဲ့ဆိုတော့အရှင်လှပါဒါကင်မရာမန်ပါကိုကင်မရာမန်ပါအဲ့ဆိုလို့ရှိရင်နော်အော်ထွားရဒီမှာပြောင်းမရှိကြီးဆုံးอ่ะမီးကန်တက်တာပါပြီးသားနော်မီးကန်တက်တာပါဟုတ်တယ်မြင်မှုကြလားမီးကန်တက်တာပါပြီးသားဟိုတိုက်ရမမအရာတယ်ဒီမှာထွားရဒါလေးပါပြီးသားပါရှင်မတော့ထွားပါဆိုထားရလို့ရှိထားရနော်ပြီးသွားပြီဆိုတာနဲ့ဥပမာလည်းအန်ဆွဲပါတယ်ဒါပါပြီးသားကဲကိုရစောင့်ညွန်နေတဲ့အချိန်လေးရောက်ပါပြီအချိန်လေးလဲဆိုရောက်ဝင်တော့အခုကဘယ်နှစ်နာရီထိုးပြီလဲဆိုတော့ဟိုနှစ်ချက်ခွဲတစ်ချက်လောက်ပါဖြစ်တယ်တစ်ချက်ခွဲနှစ်ချက်လောက်မီးပိတ်
ကြလိုက်ခိုင်ပဲရ1 2 3အရာလာရဲ့သူ့ရဲ့အရာလာတယ်ကွာမကြည့်ကြည့်လိုက်တော့ဒါနေပူနေတော့ညနေခင်းလို့ရှိရင်တော့အရာ ဟို လာ မှာတတာ ဟိုမှာလို့ရှိရင်မော်လမြိုင်တထိုင်းနေနေဖုန်းထဲမှာပေါ်လားမပေါ်လားမသိပေါ်တယ်မော်လမြိုင်တထိုင်းမြင်ရတယ်လို့ရှိရင်ဟိုဘက်မှာဖျားရှိရယ်ဟိုဘက်မှာဖျားရှိပါဟိုကငွေမိုးစေးရုံပေါ့နော်ငွေမိုးစေးရုံမှာရှုကင်အရန်လာပါရှင်ဟဲ့လာပါပြီဒါလေးကတော့တပုံရိုက်လို့ရှိရင်အရန်အဆင်ပြေပေါ့နော်ဟိုရိုက်လိုက်ရအဆင်ပြေပါရဲ့နေပူလို့ပိတ်ထားကဲအဲ့အကောလို့ပြီးသွားတဲ့ဖာနဲ့အကျဉ်တစ်ချက်လိုက်ကြတယ်ရှောက်လမ်းမလေးတစ်ချက်လိုက်ပြပေးလိုက်နော်နောက်ကလိုက်ခဲ့ကြပါတော့ဖက်တော့မစီးတော့ဒါရှောက်လမ်းမလေးရဲ့ပါတယ်ဒီမှာကြည့်သုံးခါပဲရှိသုံးခါဒီကကြာဒါကြောက်တာမယ်ကြောက်တာမယ်ဘယ်မှာဖူးချက်လဲပေါ့ပိတ်ရှမ်းမမနဲ့တော့ဟောနော်ပြောင်းဟုတ်ပါလေဘုရားကျောင်းဘုရားရှိရဲ့အကြောင်းနေတယ်ရှင်ပေါ့အရာလာပါရှင်ဒါဖြူလာပြဟိုကတော့ပြည့်ချင်ပါလဲရှိတက်လေပါလေရှိမပြင်းပြကိုဖလေးတောင်းနေတဲ့ထိုက်ထားတယ်ဒီပါလေကတော့ပြမယ်တက်လေကောက်ရတော့တက်လေကောက်ပါဒီစီရတော့အဲ့တော့ဒီကလေးပါဒီကားလေးရတယ်ဟုတ်တယ်ရှောက်လန်းနေပေါ့နော်ဘယ်လိုဘာလို့တော့ပြေးလာလဲတောင်းတာမအရင်တောက်တယ်တော့တိုင်းတောင်းတာနဲ့တောင်းမအရင်တောက်တယ်သူပြေးတော့ကိုကလည်းပြေးရတာပဲပေါ့နော်သူပြေးတော့ကိုလည်းပြေးရပါတယ်ကင်မရာမန်နေတော့မနေဘူးဒါလေးကတုံးလို့တဲ့ဟိုတယ်လေးပါတယ်အရာလဲမိုက်တယ်ဒါတဲကြပါပေါ်လမြိုင်ရောက်လို့ရှိရင်ဒီဟိုတယ်ကို review ပေးပါတယ်အားလုံးပဲဘယ်မှာနောက်ပြီးတော့တွေ့ပါမယ်